ပါလေမာဖြစ်ကြည့်ကြည့်တယ်တရားမှာတော့မသိဘူးလားသိသလားဘာအချိန်လေးကြပြန်တော့အချိန်ကလေးမသိတာနဲ့ဖြင့်စင်ကြီးလဲပြီးကာလသာယသမီးစီးပွားရေးနဲ့ချိန်ကြီးကုန်ခံပြီးဒီကာလဒါနရဲရဲမစွန့်သီလမြန်မြန်ကြီးမဆောက်တည်နိုင်ပဲနဲ့သမထဥပဒနာတွေကိုဆိုတာကိုလည်းတရားဓမ္မတွေကရှောင်ဖယ်လုပ်နေတာဩဒီအချိန်ကလေးမသိတာနဲ့တရားဓမ္မတွေဒီကားလို့ရှင်ဖြင့်မိုက်နေတာပဲမလိမ္မာမှုတွေပိုနေတာပဲလို့ဆိုလို့ရှိရင်မလွဲပါဘူးမလွဲပါဘူးဒါကြောင့်ခမည်းတော်တရားအထုတ်လို့တွင်တွင်ကြဲကြဲဖြစ်ပြီးဒီကာလသွားရလန်ခီအတိကြီးသိကျင်ရလို့ရှိရင်ဖြင့်ဒီမရဏနုဒ္ဒတိကလေးလည်းမှတ်ထားပါဆိုတာကိုလည်းမှတ်ရတယ်နော်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ဆိုတာလေးအမျက်နှုံးပွင့်ရမယ်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်ငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်သဘောကျမုတ်ချတာသေးမှာမဟုတ်လားအချိန်တော့ပဲလိုတော့တယ်မဟုတ်လားဒီဓမ္မတွေဒီကားလို့ရှင်လူငယ်လေးတွေမှလည်းဘာသာလိုတော့သေးတော့သေးမှာပဲချိန်ပိုင်းလေးကြံတော့လူကြီးတွေမှာရောဒီချိန်ပိုင်းအတွင်းမှာကျွတ်တို့ဒီကားလို့ဆိုလို့ရှိရင်မနေ့ကပြောသလိုသုတ်တန်သွားရင်ပြေးလွှားသုတ်တန်လွတ်တဲ့နေရာဌာနဒီဘဝသာရောက်ခံမယ်နောက်မရောက်အောင်ကြိုးစားမယ်ဆိုတာဒီသုတ်တန်သွားရင်ကြိုးစားမယ်ဆိုတာကိုလည်းမနေ့ကပြောခဲ့ပါတယ်ဒါကြောင့်တရားဓမ္မတို့ငါသည်မုတ်ချက်သေးရမည်ချိန်ပိုင်းသာလိုတော့သည်ဆိုတာကိုနှလုံးသွင်းဖို့ပြောပါတယ်ဟာချိန်ပိုင်းသာလိုတော့တယ်ဆိုရင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုပြီးကာလသွားရလန်ခေသိအောင်မြန်မြန်ကြိုးစားလိုက်မှပဲဆိုတဲ့ဝရိယတွေပြင်းထန်လာပါလိမ့်မယ်နော်ကဲသုံးခေါက်လောက်ဆိုကြစမ်းပါဦးကဲတရားဓမ္မတွေကိုယ်အိဗယ်ကိုရှင်းကြရလားငါဒီပါတဲ့တော့သိမှတော့သိချာချာပဲနော်ဒါကြောင့်ဓရသမန္တသယေဘာလယေသပဏိတာအတ္တစေဝဒိဋ္ဌသသဗ္ဗေမေစုပရာယနာလို့ငယ်တဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာမန္တကြီးတဲ့ပုဂ္ဂိုလ်လည်းသိရမှာပဲကွာနော်ယေဘာလယေသပဏိတာလူမိုက်တွေလည်းသိမှာပဲကွာလူပညာရှိတွေရောအတ္တစေဝဒိဋ္ဌဆိုတဲ့ဆင်းရဲသားကိုသူကျွဲတွေကိုသဗ္ဗေမေစုပရာယနာတဲ့သင်မင်းစီမှာသွားပြီးခန္ဓာကိုယ်နဲ့ခွန်ဆက်ကြရမှာကြီးပါပဲသင်မင်းလက်တွင်ကောင်းစင်အကြရမှာကြီးပါပဲဆိုတာသိကြကြပါအဲ့ဒါကြောင့်ဒီထဲမှာအခုပြောတဲ့6မျိုးတဲ့ဖြင့်မများတော့ပါဘူးငယ်တဲ့ပုဂ္ဂိုလ်လည်းပါပါတယ်ကြီးတဲ့ပုဂ္ဂိုလ်ကောမိုက်တဲ့ပုဂ္ဂိုလ်လည်းလိမ္မာတဲ့ပုဂ္ဂိုလ်ကောပစ္စည်းပါရှားတဲ့ပုဂ္ဂိုလ်ကောပစ္စည်းကျော်ရတဲ့ပုဂ္ဂိုလ်ကောဘာပဲပါဒီ6မျိုးဟာနောက်ဆုံးပဲသင်မင်းကောင်းစင်အရမှာကြီးပဲသင်မင်းကိုအဲ့ဒါကြောင့်သင်မင်းကြီးကောင်းစင်အရတဲ့ဘဝတွေကများလုံးလို့ဒကာဓမ္မတို့တော်ပြီတံပြီသင်မင်းစဘဝဘဖြစ်ဖြင့်ကျွတ်တော့အလွတ်ပဲရှောင်းပါတော့မယ်ဆိုပြီးဒီကာလဒကာဓမ္မတို့သေသည်ချမ်းမဲ့နဲ့စိတ်ဓာတ်သူကျွယ်တို့လို့လောကစိစိမ်တွေအကုန်ဒိဋ္ဌကြီးပဲနိဗ္ဗာန်သာရင်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရအောင်တခါတည်းကိုသွားရမယ်လမ်းကိုသိထားရအောင်ဘုန်းကြီးတို့ဒကာဓမ္မတွေဒါနသီလသမထဥပဒနာတွေအကုန်ကြိုးစားရတော့မယ်ဆိုတဲ့ဥစ္စာယနေ့ဟောပါတယ်ရှင်းပြီနော်ကဲဒါဖြင့်ဒကာဓမ္မတွေကတရားတော့နားနေကြတာပဲဘုန်းကြီးကလည်းတရားဟောနေတာပဲပြတရားမိချိန်မင်းသာလိုတော့သည်ဆိုတာလေးကိုနှလုံးသွင်းကြပါနှလုံးသွင်းလိုက်တဲ့အခါကျတော့ခொနဲ့ကဂိုင်လာရဂရိသိတဲ့အလုပ်ကိုနိဗ္ဗာန်အထာတောဂရိလို့ဒီနေ့ကလည်းပြောခဲ့တယ်နော်နိဗ္ဗာန်တရားနာပုဂ္ဂိုလ်တို့ဤလာရဂရိဆိုတာလည်းပြောခဲ့တယ်အဲ့တော့ဂရိမြဲအောင်ဒကာဓမ္မတို့